အဲ့ဒါမင်းတို့သဘူဒီပါလျက်တောင်ကျွန်းအောင်နမိတ်ထွန်းတယ်အောင်သိအောင်နမိတ်ဆောင်ပြီးတော့မှအလားပညာတော့ရတတ်သက်ပါတယ်တဲ့ဆိုတော့စကားပေါ်ပါဘူးလားစကားကိုလည်းပြောတဲ့ခါကျတော့မကောင်းတဲ့စကားလုံးတွေမရွေးနဲ့လာမင်းတို့စိတ်ညစ်ပြီးတော့တခါညဗာလဲဒုက္ခအဲ့ဒါမပြောရဘူးကွာဟလားအဲ့တော့လာဒုက္ခဟာကောင်းလို့ဆိုရကချမ်းသာတယ်ကွာဒီနေ့တော့စိတ်ချမ်းသာလိုက်တာဆိုရင်တနေ့ကိုမင်းတို့စိတ်ချမ်းသာပြီမင်းတို့အဲ့ရနိုးရစပြီးတော့ဒုက္ခလို့မင်းတို့အော်ရင်တနေ့ကိုစိတ်ဆင်းရဲဒုက္ခပြပါတော့ဒုက္ခတွေရောက်ပါဒါမမျိုးမရှိနဲ့မင်းတို့စမ်းကြည့်ဟုတ်တယ်မလားမင်းတို့အရာနိုးတဲ့ခါကျတော့ကြည်လင်းတဲ့တရဏဂုံတွေယူတရဏဂုံယူပြီးတော့မင်းတို့၅ပါးသီလတွေပဲခံယူဘုရားအဲ့ဒါမင်းတို့ပန်းတွေစင်မီတွေကပြုတ်ပေါ့အဲ့လိုလုပ်ပြီးတော့ပြုရမယ်နောက်ငွေလည်းပညာပဲဟုတ်တယ်မလားပညာတတ်ပဲဥပမာမင်းတို့မတရားပဲချမ်းသာတွေကိုကြောက်တော့အထုတ်လိုက်ပုံကွာဟုတ်လားမရှိတဲ့လူတွေကြောက်တော့လဲတရွက်လောက်ပေါ့အဲ့ဒါဘယ်လိုခေါ်ရမလဲဆိုတော့ဝေဘယ်လိုခေါ်မလဲဆိုတော့မင်းတို့ကဝေဘောက်ဟုတ်လားအဲ့ဒီတော့ဆိုတော့မနေ့အစောကြီးထပ်ပြီးတော့အစောကြီးဆိုတော့နေနေနဲ့ထွက်တဲ့အချိန်ပေါ့ပထမဦးဆုံးဘာလုပ်ရမလဲဆိုတော့အကေဝကနိုင်တဲ့လူကြတော့ရွရပါပဲကာနိုင်နဲ့မနိုင်နဲ့ကွာကာနိုင်နဲ့ကံကောင်းအကောင်းရွရမယ်ပတ်စံကိုအဲ့လိုကန်လိုက်ပေါ့အထုတ်လိုက်ကန်နဲ့တော့လည်းအထုတ်လိုက်တရွက်တဲ့ကန်နဲ့တော့တရွက်ဆေးရွက်ကန်နဲ့တော့လည်းဆေးရွက်အဲ့လိုကန်ပြီးတော့မှငွေကိုမခေါ်ရမယ်ဘယ်လိုခေါ်မလဲဆိုတော့ပထမဦးဆုံးကံကိုပွင့်အောင်ဖွင့်ရမယ်ဩဇက္ကံဥဒ္ဒပါတိဩညာဏဥဒ္ဒပါတိဩပညာဥဒ္ဒပါတိဩဝိဇ္ဇာဥဒ္ဒပါတိဩအာလောဘဥဒ္ဒပါတိအဲ့ဒါကိုသုံးခါတော့ရွတ်လိုက်ဟုတ်လားအဲ့ဒါကိုသုံးခါတော့ရွတ်လိုက်ပြီးတော့မှရငွေတွေကိုအလားကူကတိယူတရားကြီးပြုတ်ထားရမယ်ကြင်ထားရမယ်ငွေတွေအသင်တို့ကိုကျွန်ုပ်မတရားချစ်ပါတယ်ကျွန်ုပ်ကိုလည်းအသင်ငွေတွေချစ်ပါအဲ့တော့ဟလာမင်းတို့ငွေနဲ့လက်ခေါ်ပြီးတော့ကဲသင်တို့ရဲ့အဖော်တွေကိုခေါ်ပါသင်တို့ရဲ့အဖော်တွေခေါ်ပါဆိုပြီးတော့မှအရဟံဘဂဝါသိတိဒုက္ခတဏ္ဍလာဘအရဟံလာဘသိတိဒုက္ခတဏ္ဍလာဘအရဟံသိတိဒုက္ခတဏ္ဍလာဘဆိုပြီးတော့အဲ့ဒါတော့9ချိန်ရွတ်လိုက်ပေါ့ကွာဟုတ်လားငွေတွေတင်းတို့ကျွန်ုပ်မတရားချစ်တယ်ကျွန်ုပ်ကိုလည်းချစ်ပါကျွန်ုပ်ထံကိုတင်းတို့လာဖို့အတွက်ရှိတဲ့မင်းတို့ငွေဖော်ရင်းနဲ့အတူတူပေါင်းစည်းပြီးတော့မှအတူတူလာနေကြဖို့ငါခေါ်ပါတယ်ဆိုပြီးတော့အဲ့လိုပြောရမယ်ဟုတ်လားအဲ့ဒါနဲ့ဒီဘက်ကိုပြန်လက်ယူပြန်ရှောက်အခုဝီဝီလည်းအဲ့လိုခေါ်ပြရမယ်ဝင်အောင်ခေါ်ပြီးတော့ပြုရမယ်ကျွန်ုပ်ထ
ဒါကိုတင်းတို့အချင်းမျိုးဝင်ထွက်နေပါလေတင်းတို့ပေါင်းသမျှကိုလည်းအားရပါရတဘုံတပင်ကြီးခေါ်ပြီးပါဆိုပြီးတော့ဥပမာမင်းတို့ဖះဇင်ရှိတယ်ပေါ့ဟုတ်လားဘုရားရှင်မှာဖန်ခွဲတစ်ခွက်တည်းတင်ပြီးတော့ရင်အဲ့ဒါထူထားလိုက်အဲ့ဒါဒီမှာလည်းပကံထူထားလိုက်ချမ်းသာတဲ့လူကြတော့အပုံလိုက်ထက်ထားမရှိစင်းတဲ့ကြတော့3ရက်ရှိရှိ4ရက်ရှိရှိ3ရက်ရှိရှိကွာ9ရက်ရှိရှိပေါ့အဲ့တော့တင်ထားလိုက်တဲ့ခါကျဖန်ခွဲဆိုတော့ဂတ်ပြီးလာဓာတ်ကြီးပဲအဲ့လိုပြောရမယ်အဲ့တင်တို့ကိုလည်းအတင်တို့ချစ်ပါတယ်စသည်အပြင်အဲ့လိုကိုကခေါ်ပြရမယ်နော်ဝီခရနီးကအဲ့ဒါပဲအဲ့ဒါသမင်းတို့ထံကိုငွေတွေကနေ့စဉ်ပေါ်လေတန်းတဲ့အဖော်တွေကလည်းဆွဲခေါ်ပေးလိမ့်မယ်။ငွေမှလည်းငွေဆောင်နာတွေရှိတယ်ကွာ။အဲ့ဒါသူ့ကိုစောင့်တဲ့နာတွေရှိတယ်။ကိုယ်ပူဆောင်နာလည်းရှိတယ်။အဲ့ဒါလေးတို့သိရှိပြီးတော့တိုင်တယ်ပြီးတော့အလားမင်းတို့နဲ့အနီးကနေတာကဘုံမစိုးရုပ်ဝေစိုးတွေရှိတယ်ဟုတ်လား။ဘုံမစိုးရုပ်ဝေစိုးတွေလည်းအကူကြီးကောင်းပြီးတော့ကဲဘုံမစိုးရုပ်ဝေစိုးညာလည်းအကောင်လုံးလမ်းဖွင့်ပြီးတော့မှငွေတွေလာလမ်းကိုကျိုးစိုးပေးပါဆိုပြီးတော့အဲ့လိုပြောပြီးတော့ဒါပြီးပြီပေါ့ကွာဟုတ်လားအဲ့ဒါငွေကော်နီတစ်ခု